အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီချက်ခါတိုင်းလိုမျိုးပေါ့နော်အင်ကြီးပုံစံရဲ့ပတ်တန်ချမ်းတွေကိုဆွဲပြပေးမှာမဟုတ်ပါဘူးဒီနေ့ပြပေးချင်တာကကြတော့ကျတို့အင်ကြီးဝေးလိုက်တဲ့အခါမှာဒီမှာပခုံးတွေနောက်ဘက်ကိုလန်နေတာမျိုးနော်နောက်ပြီးတော့ဘိုက်နေရာမှာဘိုက်အိုးနေရာမှာကြက်ပြီးတော့ဘာဖြစ်လဲဆိုအင်ကြီးကနောက်ချမ်းဘက်ကိုဆွဲကြီးဖြစ်နေတာမျိုးအဲ့ဒါမျိုးတွေမဖြစ်အောင်ဘယ်လိုပတ်တန်ဆွဲရမလဲဆိုတာလေးကိုပြပေးမယ်နော်အဲ့တော့အခုဒါဆိုရင်ဒီချက်ဆွဲပြထားတာကနောက်ချမ်းအခြေခံချမ်းနော်ဒီချက်ဒါစာအုပ်ထဲမှာပဲပုံညံလေးဆွဲပေးထားတာနော်အဲ့မှာဆိုရင်ကျတို့ပုံမှန်အတိုင်းပဲပခုံးကိုဒါဒီနေရာလေးမှာဒီပခုံးမြတ်နေအောက်ကိုတလက်မဆင်းမလားတစ်ခွဲဆင်းမလားပခုံးလျှော့တဲ့လူတွေအတွက်ဆိုဒီချက်ပြပေးထားတယ်နော်အဲ့အတိုင်းလေးဆင်းထားတယ်ပုံမှန်တိုင်းတောက်ကလေးထည့်ထားတယ်အဲ့တော့ဒီချက်တို့ကနောက်ဒီချက်တင်းတဲ့နီးမှာတော့ဒီနောက်ချမ်းကနေပြီးတော့ရှေ့ချမ်းကိုပွားပြီးတော့ယူတယ်နော်ရှေ့ချမ်းလေးကိုထပ်ပြီးတော့ယူမယ်ဆိုရင်ချက်တို့ဘာလုပ်ရမလဲဆိုတော့အဲ့မှာဒီချက်တို့အချက်၄ချက်မှတ်ထားရမယ်အင်ကြီးခုနလိုနောက်ကိုလန်ကြီးဖြစ်မနေစေဖို့အတွက်နောက်ချမ်းကိုအင်ကြီးကဆွဲနေတာမျိုးမဖြစ်ဖို့အတွက်ကိုဒီချက်တို့အချက်၄ချက်ရှိတယ်အဲ့၄ချက်ကိုထည့်ပြီးတော့ဆွဲလိုက်ပြီးဆိုရင်အင်ကြီးကအဲ့လိုမျိုးနောက်လန်နေတာမျိုးနောက်ချမ်းကိုဆွဲနေတာမျိုးလုံးဝမဖြစ်တော့ဘူးเนาะအဲ့တော့ဒီချက်တို့ပထမဆုံးအချက်တစ်ချက်နံပါတ်1အချက်အနေနဲ့ဘာလုပ်ရမလဲဆိုတော့ဒီပခုံးမှာသွားမယ်ပခုံးမှာဒီချက်တို့ဒါဆိုရင်နောက်ချမ်းပခုံးချထားပြီအဲ့နောက်ချမ်းပခုံးထိတ်ကနေပြီးတော့ဒီချက်တို့အောက်ဘက်ကို6စိတ်ချမယ်ဟုတ်ပြီเนาะဒါကနံပါတ်1အချက်ဒီကနံပါတ်1အချက်အောက်ကို6စိတ်ချမယ်ချတဲ့နေရာကိုတချို့တို့ဒီမှာ11တိတ်ကလေးကနေပြီးတော့ဆွဲလိုက်မယ်เนาะအဲ့တော့နောက်နံပါတ်2အချက်အနေနဲ့ကတော့ဒီပခုံးစွန်းလေးကနေအတွင်းထဲကို4စိတ်ဝင်ပေးမယ်ဟုတ်ပြီเนาะဒီမှာတချို့တို့နံပါတ်2အချက်အနေနဲ့4စိတ်ဝင်မယ်ဝင်ပြီးတော့မှတချို့တို့ဒါရှေ့ချမ်းဆိုရင်ဒီမှာရှေ့မှာဒီရင်ကျယ်မြင်းရှိမယ်အဲ့ရှေ့ရင်ကျယ်မြင်းဘယ်လောက်ထိရောက်လဲရောက်တဲ့နေရာထိကိုဆွဲပြီးတော့တချို့တို့ဂျိုင်းဝက်လိုက်ရင်ဒီမှာဒီပုံစံလေးရလာမယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်နံပါတ်2အချက်နံပါတ်3အချက်အနေနဲ့ကြတော့တချို့တို့ဘာလုပ်ရမလဲဆိုရင်အဲ့ဒါကကြတော့ तू ကလေပုံမှန်ပေါ့နော်ပုံမှန်အမျိုးသမီးတွေကအရန်ဘယ်လိုခေါ်မလဲဆယ်ကျော်သက်ကလေးတွေအရန်ပိန်တဲ့လူတွေဒါဘိုက်မထွက်ကြတာလေပုံမှန်ဆိုအမျိုးသမီးအများစုကဘာပဲပြောရှေ့မှာဘိုက်ကလေးရှိတယ်အဲ့ဒါကြောင့်မို့ဒီချေတို့ကဒီမှာနံပါတ်3အချက်အနေနဲ့ရှေ့ကိုဘိုက်စာတက်လက်မထုံမှာနော်ရှေ့ချမ်းကဟောဒီနောက်ချမ်းတက်ကိုဒီမှာဘိုက်ကိုဒီချေတို့တက်လက်မအပြင်ကိုထုံမယ်ဒါကနံပါတ်3အချက်ဟုတ်ပြီနော်ဘာလုပ်ရမလဲဆိုတော့ဘိုက်စာဒီမှာကိုယ့်ရဲ့အရှိပေါ့နော်အောက်ဆုံးနေရာမှာတက်လက်မထုံမယ်ပြီးရင်ဘာလုပ်ရမလဲဆိုတော့ဒီမှာဒါအရှိရဲ့အစုံဟုတ်ပြီနော်နံပါတ်3ချက်ရှေ့ကိုဘိုက်စာတက်လက်မထုတ်ပြီးနံပါတ်4အချက်အနေနဲ့ဒီကျတို့ဒီမှာဘာလုပ်ရမလဲဆိုတော့ဒီအရှိကအောက်ကို4စိတ်ချမယ်ဟောဒီရှိတဲ့အရှိထက်ကိုအောက်ကိုလက်မဝက်4စိတ်ချမယ်အဲ့တော့ဒီတက်လက်မမြင်းကဒီ4စိတ်ချလာတဲ့အထီကိုဒီကျတို့နည်းနည်းလေးဆက်ဆွဲမယ်ဆွဲပြီးွားရင်ဒီမှာဘေးဘက်မှာတော့ဟောဒီဘေးကိုယ်ထဲရဲ့ဘေးနေရာကိုတော့အတူတူပဲထားမယ်เนาะ။ဘာကြောင့်လဲဆိုတော့ဒီချေတို့ကဘေးကရှေ့နောက်ပူးတဲ့အချိန်ကျရင်မညီမာဆိုเนาะအဲ့ဒါဆိုရင်ဒီမှာ4စိတ်ချလိုက်ပြီးဒီလိုမျိုးလေးဆွဲလိုက်ပြီးဆိုရင်အချက်4ချက်ပြည့်သွားပြီ။ဒီအချက်4ချက်ကိုရှေ့ချမ်းဆွဲတဲ့အချိန်မှာထည့်ပြီးဆွဲမယ်ဆိုရင်အင်ကြီးကပခုံးနေရှေ့ကိုအိုက်နေတယ်။ sorry ပခုံးနောက်ကိုလန်နေတာမျိုးတွေအင်ကြီးကနောက်ကိုဆွဲပြီးတော့လေနောက်ဘေးတိုက်ကြည့်လိုက်တယ်ဆိုပိုတိတာတယ်အင်ကြီးခန္ဓာကိုယ်ပေါ်မှာဘေးတိုက်နောက်ဘက်ကိုဆွဲတင်းနေတာမျိုးတွေမရှိတော့ဘူးပေါ့နော်ရှေ့ချမ်းချုပ်ရိုးလေးကသူ့ရဲ့ကိုယ့်ရဲ့ဂျိုင်းအောက်ဘေးတက်တဲ့နေရာလေးမှာဒီချုပ်ရိုးလေးကရှိနေမယ်ဘေးပူတာပြီးရင်အင်ကြီးလေးကလည်းပုံမှန်တိုင်းလေးပဲပခုံးလေးမှာနောက်ကိုလန်နေတာမဖြစ်ပဲနဲ့ပခုံးလေးမှာသူ့ရဲ့ရှိနေရမယ့်နေရာရှိပြီးတော့အင်ကြီးကလုံးဝတက်ရက်လေးထွက်လာမယ်နော်အဲ့တော့အခုအချိန်မှာပညာဒါနတွေအများကြီးဒီချက်လေးတင်ပေးတယ်တခြားဒီချက်ဆရာတွေလည်းတင်ပေးကြတယ်ပေါ့နော်အဲ့တော့လူတိုင်းကဆက်ချုပ်တက်ကြတယ်ဘာပဲပြောကြည့်လိုက်ရင်ဒါလေးကအခြေခံပုံစံလေးကတော့လူတိုင်းလုတ်တက်တယ်ပေါ့နော်ဝါသနာပါတဲ့လူတိုင်းပေါ့စိတ်ဝင်စားတဲ့လူတိုင်းချုပ်တက်ကြတယ်ဒါပေမဲ့ဒီလိုအချက်ကလေးတွေကိုမသိဘူးဆိုရင်အင်ကြီးကတော့ချုပ်လိုက်တယ်ထည့်ရမယ်တောက်တွေထည့်တယ်ဥမာဂျိုင်းတွေဆွဲတယ်ခန္ဓာကိုယ်တွေဆွဲတယ်ဒါပေမဲ့ဒီအချက်၄ချက်ကိုမသိဘူးဆိုရင်တော့အင်ကြီးကဘလို့ပဲချုပ်တောက်တွေဘလို့ပဲထည့်တဲ့ဒီနေရာမှာတောက်တွေဘလောက်ပဲကစားဒီ၄ချက်မပါရင်အင်ကြီးကအမြဲတမ်းကြည့်လိုက်တာနဲ့နောက်လန်နေလိမ့်မယ်အဲ့တော့နောက်မလန်ခြင်းဘူးအင်ကြီးနောက်လန်နေတဲ့အမားပေါ့နော်ဒီအမားတွေရဲ့လိုအပ်တဲ့အချက်ကဒီအချက်၄ချက်ပါနော်ဒီအချက်၄ချက်ရရင်အကုန်လုံးအဆင်ပြေသွားအင်ကြီးလေးကတက်ရက်လေးနဲ့အဆင်ပြေသွားပါလိမ့်မယ်နော်အားလုံးပဲအဆင်ပြေကြပါစေ